ဒါပေမဲ့ဟောကလွတ်ဖို့ဆိုတာစစ်ပွဲတွေပွဲနှွှဲရတာတဲ့ခက်ခဲတယ်ပေါ့ဘာလို့လဲဆိုရင်အပြင်ကရန်သူနှိမ်ရတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတဲ့ရန်ဘလောက်နှိမ်ရခက်တယ်ဆိုတာစဉ်းစားကြည့်ကိုယ်စိတ်ထဲမှာရှိတဲ့လောဘကိုယ်စိတ်ထဲမှာရှိတဲ့ဒေါသဒီကိလေသာတွေကိုချုပ်တီးဖို့နှိမ်နှင်းဖို့ဆိုတာလွန်ခဲနေပေါ့နော်ဒါကြောင့်မို့တမန်ပုဂ္ဂိုလ်တွေဟာလောဘနောက်လိုက်ကြရတယ်ဒေါသနောက်လိုက်ကြရတယ်ကိလေသာတွေနောက်လိုက်ပြီးတော့ဒုက္ခတွေရောက်နေကြတယ်အဲ့တော့သူဟာကိလေသာစစ်ပွဲမှာအနိုင်တိုက်ခဲ့သူဖြစ်ပါတယ်တဲ့သူရိဋ္ဌိနာစွန့်စွန့်စားစားသူဟာကြိုးစားအထောက်ခဲ့တာဖြစ်လို့ sacrifice ကိုစွန့်လွတ်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါမှပုဂ္ဂိုလ်တွေကတရားဥရဖို့ဆိုမလို့ဘာလို့လဲဆိုရင်လူဆိုတာကိုညာတယ်လေဒုက္ခရောက်မှကြောက်တယ်ဆင်းရဲမခံနိုင်ဘူးအဲ့ဒါလို့ကိုညာမနေပဲနဲ့မရရအောင်ကြိုးစားအထောက်တယ်ဆိုပုဂ္ဂိုလ်တွေသူကိုစွန့်လွတ်လိုက်တဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်တယ်တဲ့သင်္ကာမဝိစေနာစာသင်္ကာမဆိုတာစစ်ပွဲတိုက်ပွဲဝိစေယဆိုတာအောင်နိုင်သူပေါ့စစ်ပွဲကိရိတာစစ်ပွဲကိုဝင်ရောက်ဆင်နွှဲလိုက်တဲ့အခါမှာအောင်မြင်လာခဲ့လို့ဗြဟ္မစရိယနုသိနေတာမြတ်စွာဘုရားဆုံးမဟောကြားတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုသူဟာဖြောင်းဖြောင်းမတ်မတ်အောင်မြင်ကြီးကျင့်သုံးခဲ့လို့အခုလိုစွမ်းတကိုးတွေနဲ့နိဗ္ဗာန်ချမ်းသာကိုသူဟာရောက်ရှိပြီးချမ်းသာတာနေရာချင်းဖြစ်ပါတယ်ဆိုတာကိုတန်ခါပရိသတ်အလယ်မှာခောဇတော်ဝိတမထေရဖွင့်ဟပြောကြားခဲ့တယ်တဲ့ရှင်အနန္ဒမထေရတန်သတင်းပို့ပြီးပါပြီရှင်အနန္ဒမထေရရဲ့ယဟန္တာဖြစ်ကြောင်းကိုလည်းသတင်းပို့တာလည်းဖြစ်နိုင်တယ်ပေါ့နော်သူယဟန္တာဖြစ်တာလို့ပဲရှင်အနန္ဒမထေရကလည်းပဲတန်ခါနာပွဲမတိုင်ခင်မှာကိရိတာစစ်ပွဲကြီးကိုတိုက်ပွဲဝင်လိုက်လို့ကိုယ်ဘဝမှာစွန့်စားအားထုတ်ခဲ့လို့ကိရိတာစစ်ပွဲကြီးမှာအောင်နိုင်သူဖြစ်ပြီးမြတ်စွာဘုရားဟောကြားဆုံးမတဲ့မဂ္ဂင်၈ပါးအကျင့်တရားတိုင်းလိုက်တာကျင့်သုံးလို့အရဟတဖို့ဆိုတဲ့ချမ်းသာကြီးကိုရရှိပိုင်ဆိုင်သူဖြစ်နေပါပြီဆိုတာကိုလည်းရှောက်ကြားလိုက်တာဖြစ်တယ်ပေါ့အားလုံးကဝမ်းမြောက်ဝမ်းသာဖြစ်ကြရတယ်ရှင်အနန္ဒမထေရမြတ်ကလည်းပဲတန်ခါနာပွဲဝင်လာတဲ့အခါမှာယဟန္တာအဖြစ်နဲ့သူဟာဂုဏ်ရှိတည်ရှိမျက်နှာမငယ်ရပဲနဲ့ယဟန္တာဖြစ်တဲ့တန်ခါနာပွဲကိုပါဝင်ပြီးတော့ဆောင်ရွက်ခွင့်ရတယ်အဲ့ဒါကိုပဲအမတ်တရားစကားအဖြစ်ထေရဂါထာမှာမှတ်တမ်းတင်ထားတာပဲဖြစ်တယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ကိုလုပ်တဲ့အလုပ်တစ်ခုဟာအောင်မြင်သွားပြီဆိုလို့ရှိရင်တော့ဝမ်းမြောက်ဝမ်းသာမှတ်တမ်းတင်ရမယ့်အရာတွေပဲဖြစ်တယ်ပေါ့နော်။